ခေါင်းပိတ်နေတဲ့သူတွေရှိတယ်ဆိုရင်ဒီဗီဒီယိုလို့စောင့်ကြည့်တော့ပါညနှာခေါင်းနဲ့ပိတ်ပြီးတော့အဲ့လိုမရတဲ့သူတွေပါဆေးတောက်စရာမလိုဆေးထိုးစရာမလိုဆေးလူစရာမလိုဘဲနဲ့ကြောက်ကင်မဲ့နီလန်းလေးပါဒါပါလဲဆိုတော့အမခွက်ကလေးပါမနေ့တစ်ချိန်ညတစ်ချိန်နင်းပြီပါနှာခေါင်းပိတ်နေတဲ့ဟာတွေကြောက်ကင်းသွားပါတယ်ဗျဒီကျွန်တော်ခုလက်ရှိလည်းနေပါတယ်ဒါပထမနှစ်ခွက်ကလေးတက်တာလို့ဆိုပြီးတော့နောက်တစ်ခွက်ထပ်လုပ်ထားတာတကယ်ကောင်းပါတယ်နှာခေါင်းပိတ်နေတဲ့သူတွေထိတ်ကနာဖြစ်နေတဲ့သူတွေမနေ့တစ်ချိန်ညတစ်ချိန်နင်းပြီပါ